မင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော် resin ဆိုတာပါလေလာပြီးမြတ်ပြီးသားမှာပဲဖြစ်ပါတယ် resin အကြောင်းကိုမပြောခင် resin နဲ့ထုတ်လုပ်ထားတဲ့ products တွေပေါ့နော်ကျွန်တော်တို့အနည်းဆက်ဆုံးမှဘာတွေရှိနိုင်လဲအနည်းဆက်ဆုံးပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဝတ်ထားတဲ့အင်ဂျင်မှာတတ်ထားတဲ့ကျဲသည်ရေတန်ကီကားဘော်ဒီပြီးတော့ဖျားစင်တူတော်တွေရုပ်ထုတွေ mobile toilet တွေဒါတွေအားလုံးကအခုနောက်ပိုင်းက resin ကိုပဲအသုံးပြုပြီးတော့ထုတ်လုပ်တာပဲဖြစ်ပါတယ်အဲ့တော့ resin ဆိုတာပါresin ဆိုတာစစ်ပစ်ပြီးတော့အရေးအခြေအနေမှာရှိတဲ့ပုံသွင်းလို့ရတဲ့ plastic ကွာယူတစ်မျိုးပဲဖြစ်ပါတယ်။သူကကျတော့အပူအလင်းဒါမှမဟုတ်ရင် catalyst ကိုအသုံးပြုလိုက်မယ်ဆိုလို့ရှိရင် curing process ကိုစတင်ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ curing process ဖြစ်ပြီဆိုလို့ရှိရင်သူကအရေးအခြေအနေကနေတဖြည်းဖြည်းမာကြောခိုင်မာတဲ့ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။သူကမာကြောမှုခါကျတော့ resin ရဲ့ grade alike ပေါ်မူတည်ပြီးတော့ကွဲပြားသွားတာပဲဖြစ်ပါတယ်။အဲ့တော့ resin မှာ2မျိုးရှိပါတယ်တမျိုးကကြတော့ natural resin လို့ခေါ်တဲ့ the bois resin သူကကြတော့တစ်ပင်တွေကနေရရှိပြီးတော့သူ့ကိုကြတော့ရေမွေးတို့ဘာလို့ဒီအလောက်ဖို့ရတနာတို့ပြီးတော့ဆေးတို့ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာသုံးတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ synthetic resin ကကြတော့ဓာတုပစ္စည်းတွေကိုပေါင်းစပ်ပြီးတော့ထုတ်လုပ်တဲ့ resin ပဲဖြစ်ပါတယ်သူက thermosetting လို့ခေါ်တဲ့အုပ်စုထဲမှာပါတာမလို့တစ်ခေါက်လောင်းလိုက်ပြီးဆိုလို့ရှိရင်သူ့ကို recycle အနေနဲ့နောက်တစ်ခေါက်လောင်းလို့လုံးဝမရပါဘူးသူ့ကိုကြတော့ FRP လုပ်ငန်းလေလုပ်ငန်းပြီးတော့ pre-burger လုပ်ငန်းစောက်လို့ရေးလုပ်ငန်းပြီးတော့လေဥစားပေါ့နော်ဒီ fiber crush နဲ့တွဲပြီးတော့ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်သူအသုံးများတာပဲဖြစ်ပါတယ်လော်လော်တကူနဲ့မိုက်ရမယ်ဆိုလို့ရှိရင် resin ဆိုတာပုံသွင်းလို့ရတဲ့ plastic ကွယ်တစ်မျိုးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော် beginner တွေအတွက်ပေါ့နော်အခုမှ resin အကြောင်းကိုလေ့လာနေတဲ့သူတွေအတွက်ရွေးပြီးတော့လုပ်တာပါပဲဖြစ်ပါတယ်အဲ့တော့မင်းမြန်စာရှိတယ်လိုအပ်တာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့comment မှာပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ်မြင်မြင်နိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုအထောက်အကူပြုတဲ့အကူအညီဖြစ်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကျေးဇူးတင်ပါတယ်